တော့ခဏလေးပါညုံနှွမ်းလေးတဲ့ပန်းပွင့်လေးလို့ဘယ်ချိန်ကျွေလွန်သွားရမယ်ဘယ်သူမှလည်းမသိနိုင်ဘူးအိမ်မက်တွေကိုဖွေရှာရင်လေကိုယ်နေကိုမေ့ရောနေခဲ့ရဲ့နေဝင်ချိန်လေးရောက်ရှိတဲ့ခါဘယ်လိုဆက်ပြီးသွားမှလဲအချိန်လုံးတည်ခင်စဉ်းစားပါအောင်လူရဲ့ဘဝကမရေရာတဲ့ပြန်လန်းမဲ့ခရီးပါတမလုံးကြောင့်ကိုတွေးကြည့်ပါအောင်စိတ်ချရမယ်သိချတဲ့အဖြေတစ်ခုခုရှိပြီလားနေမြင်များပြောင်းပြီးတစ်ခုလို့ဒီကဘာတဲ့တည်ရင်ပဲလက်ခီးဆက်မှလဲတွေကိုဖွေရှာရင်လေကိုယ်ရဲ့နေကိုမေ့ရောနေခဲ့ရဲ့နေဝင်ချိန်လေးရောက်ရှိတဲ့ခါဘယ်လိုဆက်ပြီးသွားမှလဲချိန်လို့တည်ခင်စဉ်းစားပါအောင်လူရဲ့ဘဝကမရေရာတဲ့ပြန်လန်းမဲ့ခီးပါတမလုံးကြောင့်ကိုတွေးကြည့်ပါအောင်စိတ်ချရမယ်သိချတဲ့အဖြေတစ်ခုခုရှိပြီလားနေမြင်များပြောင်းပြီးတစ်ခုလို့ဒီပါတဲ့တည်ရင်ပဲလက်ခီးဆက်မှလေပြောနေတော့ခဏပါပဲလို့စရာများရောက်လာမယ်နေနေလေးရွယ်ဝါလေးဘယ်ကိုများကြီးနေမယ်စဉ်းစားကြည့်ပါမိတ်ဆွေရဲ့ချိန်လုံးခင်လေးမနဲ့ပြန်ဆိုတော့မသိချဘူးအချိန်လုံးသိခင်စဉ်းစားပါအောင်လူရဲ့ဘဝကမရေရာတဲ့ပြန်လန်းမဲ့ခီးပါတလုံးကြောင့်ကိုတွေးကြည့်ပါအောင်စိတ်ချရမယ်သိချတဲ့အဖြေတစ်ခုခုရှိပြီလားနေများပြောင်းပြီးတစ်ခုလို့ဒီကဘာတဲ့တည်ရင်ပဲလမ်းခီးဆက်မှလေနေများပြောင်းခီးတစ်ခုလို့ဒီကဘာတဲ့ချိန်လုံးခင်လေးစဉ်းစားစီခြင်းကဲတင်ရှင်နဲ့တွေ့ဖို့လို့